ဒီအပေါ်လေးမှနည်းနည်းမဖွာလို့လို့မဖွာလို့မအောက်ကကတော့မပြဒါပင်ကိုအကောက်လေးပဲနော်ပင်ကိုအကောက်လေးကလှရတယ်ဒီလားတကောင်လုံး rebound လုပ်လိုက်လို့ရှင်လေဒီမရဲ့စပင်ကအဆင်မပြေဘူးအဲ့တော့ဒီအပေါ်မှာလှိုင်းနေဖြစ်နေတဲ့ဟာလေးကိုသဘောနှစ်ထွေတိုက်လေးလုပ်ပေးမယ်လှိုင်းလဲပြေသွားမယ်ဒီအကောက်ကလေးကလည်းမပြေတဲ့ပုံစံမျိုးလေးလုပ်ပေးလိုက်မယ်နော်အခုညီမတို့ရှိမှာဒီလားတစ်လလုံးပေါ့နော် promotion တွေရှိရတဲ့လားတကယ်ချင်းမိတ်ဆွေရှိလို့ရှင်ခေါ်လာခဲ့ပြီး3ထပ်ကွမ် promotion ရှိတယ်နော်3ထပ်ကွမ် promotion ကဘယ်လိုမျိုးလဲဆိုလို့ရှင်တယောက်တည်းဆိုရင်တော့30ရာခိုင်နော် discount လို့ရှိရင်2ယောက်စပင်လုပ်မယ်ဆိုရင်35ရာခိုင်နော် discount လျှော့ပေးတယ်3ယောက်ဆိုလို့ရှိရင်တော့ 40% discount လျှော့ပေးနေနော်မတကယ်ချင်းမိတ်ဆွေရှင်ခေါ်လာခဲ့ပြီနော် okay Can't